A capacitor had a capacitance of 5 microfarad capacitor တစ်လုံးမှာရှိတဲ့ capacitance ဆိုတာလျှက်တူတက်တီကိုပြောတာလျှက်တူတက်တီဆိုတာကစီတန်ဘိုးကိုပေးတာเนาะစီတန်ဘိုးဒီ5 microfarad how much of the charge should be removed charge ဆိုတာလျှက်စစ်ပမာဏကိုပြောချင်တာ capacitor ထဲမှာရှိတဲ့လျှက်စစ်ပမာဏကိုဘယ်လောက်ဖယ်ထုတ်ပေးရမလဲဖယ်ထုတ်ပေးရမယ်လျှက်စစ်ပမာဏကိုမေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒတာကျူဆိုပြီးတော့မှဒတာကျူကိုမေးတယ်in order that the potential difference between a plate decrease by 14 volt plate ပြန်တစ်ခုကြာဘိုးအားချနာခြင်းဒီဘွေတန်ဘိုး potential difference ဆိုဘွေတန်ဘိုးဘယ်လောက်ရောချင်တာအောင်ဆို40ရောဖို့အတွက်ဆိုရင်ကျူတန်ဘိုးဘယ်လောက်ဖယ်ထုတ်ပေးရမလဲအဲ့တော့ရောချင်တဲ့ဘိုးအားကိုပေးထားတာဖြစ်တဲ့ကြောင့်မို့ဒါဒီဒတာဘွေတန်ဘိုးကိုပေးထားတာเนาะအဲ့တော့စီတန်ဘိုးဒီ5 microfarad ရောချင်တဲ့ဘိုးအားဆိုတော့ဒတာဘွေတန်ဘိုးဒီ40ဖို့ဒတာကျူကိုမေးအဲ့တော့ C equal ဒတာကျူ by ဒတာဘွေ C နေရာမှာ5 microfarad ကိုထည့်လိုက်တယ်ဒတာဘွေနေရာမှာ14ကိုထည့်လိုက်တယ်အဲ့တော့ဒတာကျူကိုလိုချင်နေဆိုရင်5 microfarad ရဲ့14ရေကိုမြောက်လိုက်တော့200 microcoulomb ရတယ်အဲ့တော့40ဖို့ရောဖို့အတွက်ဆိုရင်လျှက်စစ်ပမာဏဘယ်လောက်ဖယ်ထုတ်ရမလဲဆိုတော့200 microcoulomb ဖယ်ထုတ်ပေးရပါမယ်ဆိုပြီးရေးပြလိုက်ရင်ရပါပြီ